ဒီကာမေတုမိစ္ဆာစာရဏပတ်သက်ပြီးတော့ယောက်ျားဘက်ကတစ်ပိုင်းမိန်းမဘက်ကတစ်ပိုင်းနှစ်ပိုင်းခွဲပြောနော်ယောက်ျားများအတွက်ဆိုလို့ရှိရင်အမျိုးသမီး20ရှိနော်ကာမပိုင်းအမျိုးသမီးသို့မဟုတ်အဆောက်အအုံခံအမျိုးသမီးဆိုပါစို့သမီးဆိုလို့ရှိရင်အဖေအမေညီကောင်မောင်တို့မတွေကမဆောက်ရှောက်ထားဘူးလားအဲ့လိုအဆောက်အအုံခံအမျိုးသမီးအချင်းချုပ်ကနောက်လျောင်ကြားရှိတယ်ဆိုရင်ကာမပိုင်းပေါ့ဟုတ်လားကာမပိုင်းရှိတဲ့အမျိုးသမီးကိုလွန်ကျူးရင်လည်းအမျိုးသားတွေကကာမိသမီးကထိုက်တယ်အဆောက်အအုံခံအမျိုးသမီးကိုလွန်ကျူးရင်လည်းစာရဲကတော့20ခွဲတယ်နော်အမျိုး20ခွဲတယ်အဆောက်အအုံခံက10မျိုးကာမပိုင်းက10မျိုးဒီလိုခွဲတယ်ဘယ်လိုပဲခွဲအချင်းချုပ်ကတော့လည်းကာမပိုင်းနဲ့အဆောက်အအုံခံတို့ဒီလိုအချင်းချုပ်တွေပါဟုတ်လားဆိုတော့အမျိုးသမီးဆိုရင်အမေဆောင်6တယ်အဖေဆောင်ရတယ်အကိုကြီးအမကြီးဘာညာဆွေမျိုးသားချင်းတွေဆောင်6မှာပေါ့ဟုတ်တယ်မဟုတ်လားဘယ်လိုပဲဆောင်6အဲ့ဒီအဆောင်6ခံမျိုးသမီးကိုလွန်ကျူးမိရင်လည်းမျိုးသားမှာဘာဖြစ်တယ်လဲကာမိသမီးစရာကထိုက်တယ်ကြတော့ကာမပိုင်းမျိုးသမီးဆိုရင်လည်းကာမပိုင်းမျိုးသမီးဆိုတဲ့နေရာမှာကုတ်ခုလို့သဘောတူလို့တက်ယူတယ်တချို့ကရှေ့တုန်းကငွေနဲ့ပြည့်ဝဲတယ်ဟုတ်တယ်မဟုတ်လားဟုတ်စာတဲ့ပါတဲ့တိုင်းပြောမယ်နည်းနည်းလေးနားနဲ့မနာဖွားနဲ့နားပါရနော်ပြည်တစားမအဲ့ချိန်တောင်မှအမျိုးသားတယောက်ကသူ့ကိုဒီတင်ရင်ငှားထားတယ်အဲ့ဒီအတွင်းမှာအဲ့ဒီမျိုးသမီးဟာအဲ့ဒီပြည်တစားမကတခြားယောက်ျားနဲ့ဖော်ပြရင်အဲ့မှာတခြားယောက်ျားကလည်းအဲ့ဒီမျိုးသမီးတော့ပြမရင်အမေသမီးစရာကထိုက်တယ်ဒါပေမဲ့ तू ကတရက်ဖက်ဝယ်ထားတယ်တရက်ကြော်သွားပြီဆိုရင်အဲ့ဒီပြည်တန်းစာသွားလို့ရှိရင်ဆောက်ချထားတာမဟုတ်ဘူးလေအဲ့ဆိုရင်ကမေသမီးစရာကမထိုက်ဘူးလို့သူတို့ပြောတယ်ဟုတ်လားအဲ့တော့ तू ကလည်းပန်းရှင်ရှိရမယ်အဆောင်ရှောက်ရှိရမယ်အဆောင်ရှောက်ရှိတယ်လို့လည်းသိရမယ်မိဝဲလို့တဲ့စိတ်လည်းရှိရမယ်မိဝဲဝေကလုံးလာလည်းပြရမယ်တော့ကံမြောက်မှာပေါ့နော်မဲတခုနဲ့ဘက်တခုသွင်းမှာပေါ့အဲ့ကြမှာတော့ကာမေသတော်ကထိုက်တယ်လို့ဒီလိုပြောတာဟုတ်လားတော့အမျိုးသမီးများခုနအမျိုးသားများဘက်ကကျတော့အမျိုးသမီး20လုံးဘာဖြစ်တာလဲအမေသမီးစရာကထိုက်တယ်အမျိုးသမီးတွေကြတော့အဲ့လိုပေါ့ကာမပိုင်းရှိမှအဲ့ဒီမျိုးသမီးကကိုယ်ကာမပိုင်းယောက်ျားမှတော့ဗာတခြားယောက်ျားနဲ့ဖောက်ပြားမှကာမေသမီးစရာကထိုက်တာကာမပိုင်းမရှိဘူးဆိုရင်ကြတော့ကာမေသမီးစရာကမထိုက်ဘူးလို့ဒီလိုပြောတယ်ပြောစားတယ်ဟုတ်လားအဲ့တော့ခုနလိုပေါ့နော်ဒီသူကအိမ်ရလွန်ကျူးတယ်ဆိုတာကတော့နောက်နိုင်ငံတွေဆိုဥစ္စာအရှိတိုင်းကတော့ဒါအလွန်ဒီဟာကိုလည်းထုပ်ပံဝန်းကျင်ရအိမ်မတန်အောက်တန်းကြတဲ့အမှုကိုသတ်မှတ်ထားတာဟုတ်တယ်ဟုတ်အဲ့တော့ဒီမှုကခဏကအာဒီနာနာကပြောခဲ့တယ်နော်အာဒီနာနာကလုံကျူးရင်ဆင်းရဲတတ်တယ်ဟုတ်တယ်နော်ဥစ္စာမွဲတယ်အစာရည်စာမပြည့်စုံဖြစ်တယ်ဒီကာမေစုမိစ္ဆာစရကံလူကျူးတဲ့ပုံတွေကလူမုံများတယ်လူမုံများတတ်တယ်ဟုတ်လားလူမုံများတတ်တယ်အဲ့တော့ကာမေစုမိစ္ဆာစရမှာတစ်ပိုင်းမျိုးသားဘက်ကတစ်ပိုင်းမျိုးသမီးဘက်ကတစ်ပိုင်းမျိုးသားဘက်ကဆိုရင်တော့ကာမပိုင်းရှိမယ်အဆောင်ရှောက်ရှိတဲ့အမျိုးသမီးဘယ်လိုဟာမျိုးပဲသွားလွန်ကျူးတယ်ဖြစ်စေကာမေစုမိစ္ဆာစရကံထိုက်တယ်အမျိုးသမီးများဘက်ကတော့ဗာလဲကာမပိုင်းရှိမှသာလေကာမေစုမိစ္ဆာစရကံထိုက်တယ်ဒီလိုလေးမှတ်ပါ